လောကကြီးရဲ့ဖုံးကွယ်ထားတဲ့ပဟေလိတွေကြားမှာသင်ဟာအများနဲ့မတူပဲထူးခြားတဲ့ဝိညာဉ်ရေးရာအရှိန်အဝါတစ်ခုကိုပိုင်ဆိုင်ထားသူလားတခါတလေမှာကိုမရောက်ဖူးတဲ့နေရာတစ်ခုကိုရောက်ဖူးသလိုလိုမမြင်ဘူးတဲ့သူတရားကိုယဉ်နီးနေသလိုလိုခံစားချက်မျိုးတွေကသင်ကိုခြောက်လန့်နေပါသလားမြမဂံဘီရပညာရက်မှာတော့ဒါကိုတိုက်နန်းနွယ်ဖွာဒါမှမဟုတ်တိုက်ဖွာလို့ခေါ်ဆိုကြပါတယ်တိုက်ဖွာတယောက်ရဲ့ဘဝဟာတာမန်လူတွေထက်ဘာကြောင့်ပိုပြီးစမ်းကြနေရတာလဲတိုက်ကျွေးဆိုတဲ့အနှံအဖွဲကရောတင့်ဘဝကိုဘလို့ချော့ကင်ထားသလဲဒီနေ့မှာတော့ရှီဟောပရိုဘိတ်ဒီနဲ့ဆရာကြီးတွေရဲ့ကောက်နှုတ်ချက်တွေအရာတိုက်ဖွာတို့ရဲ့လျှို့ဝှက်ချက်တွေကိုအသေးစိတ်တင်ဆက်ပေးသွားမှာမို့ဝิญဉ်ချင်းထိတွေ့ခံစားပြီးအဆုံးထိနားဆင်ကြည့်လိုက်ပါတိုက်ဖွာတွေရဲ့ပထမဆုံးသောလက္ခဏာကတော့စူးရှအေးမြတဲ့မျက်ဝန်းတွေပါပဲသူတို့ရဲ့အကြည့်တွေထဲမှာတစုံတစ်ယောက်ကိုဖောက်ထွင်းမြင်နိုင်တဲ့အစွမ်းမျိုးရှိနေတတ်ပါတယ်စိတ်နေစီထားကတော့ခံမှန်းရခက်လောက်အောင်စမ်းကြပါတယ်ဒေါသဖြစ်ရင်မီးတောင်တစ်ခုလိုပောက်ကွဲတတ်ပြီးမဲ့အနှစ်သာရကတော့အလွန်နှုနယ်ပြီးတနာကျင်နာတတ်တဲ့နှလုံးသားကိုပိုင်ဆိုင်ထားတာပါသူတို့ဟာလောကီစည်းစိတ်တွေချမှာနေထိုင်နေရပေမဲ့စိတ်ထဲမှာတော့တကိုယ်တည်းစိတ်ငြိမ်မှုကိုသာတန်တာနေတတ်ပါတယ်ညင်တဲ့အချိန်တွေမှာကောင်းကင်ရံကိုချီပြီးအကြောင်းမဲ့လွမ်းမိုးနေတာမျိုးလူသူကင်းစိတ်တဲ့အချိန်မှာပိုပြီးစိတ်ကြည်လည်နေတာမျိုးဟာအတိတ်ဘဝကတိုက်နှန်းရဲ့အငွေ့အသက်တွေကြံရှိနေတာပဲဖြစ်ပါတယ်အခုလိုစိတ်ဝင်စားစရာအကြောင်းအရာတွေကိုဆက်လက်မဖော်ထုတ်ခင်မှာ beating motivation ဘ ഹു တုတာနဲ့ဘဝလမ်းညွှန်ချက်တွေကိုအမြဲတင်ဆက်ပေးနေတဲ့ဆရာရဲ့ဓမ္မရည်မြုံ channel ကို like နဲ့ subscribe လုပ်ထားဖို့ဖိတ်ခေါ်ချင်ပါတယ်ခင်ဗျာတိုင်နန်းလောကမှာမွေးနေ့အလိုက်ကွဲပြားတဲ့နန်းနွယ်စု၈စုရှိပါတယ်တနင်္ဂနွေထိုက်ဖွားတွေဟာနေမင်းရဲ့အရှိန်အဝါလိုတောက်ပါပြီးအမိန့်အာဏာရှိတတ်ကြပါတယ်တနင်္လာတိုက်ဖွားတွေကတော့လာမင်းလိုအေးမြပြီးအမှုပညာဆန်တဲ့စိတ်ကူးစိတ်တန်းတွေပိုင်ဆိုင်ထားသူတွေပါအင်္ဂါတိုက်ဖွားတွေဟာရဲရင်နဲ့စစ်တရေတော်တွေလိုမဟုတ်မခံစိတ်နဲ့အမှန်တရားဘက်ကယက်တည်တတ်ကြပါတယ်ဗုဒ္ဓဟူတိုက်ဖွားတွေဟာဉာဏ်ပညာရဲ့လျှို့ဝှက်ချက်တွေကိုပိုင်ဆိုင်ထားပြီးစကားပြောဆိုရာမှာနတ်သက်ကြွေတယ်လို့ဆွဲဆောင်နေပါတယ်အထူးတခြားကတော့ဗုဒ္ဓဟူနဲ့မိုးလဲပိုင်းမှာမွေးဖွားတဲ့ရာဟူတိုက်ဖွားတွေပါပဲသူတို့ဟာအမောင်နဲ့အလင်းကြားကလျှို့ဝှက်ချက်တွေကိုပိုင်ဆိုင်ထားသူတွေဖြစ်ပြီးအကြားမြင်တဲ့စက်ထမအာရုံအလွန်ထက်မြက်ကြပါတယ်သူတို့ရဲ့ဘဝဟာအပြောင်းလဲအလွန်မြန်ဆန်ပြီးထူးဆန်းတဲ့အောင်မြင်မှုတွေကိုရရှိတတ်ကြပါတယ်ဆက်လက်ပြီးဂျာတာပရဲတိုက်ဖွားတွေကတော့တရားဓမ္မနဲ့ပညာဗဟုသုတရဲ့အရှင်သခင်တွေပါပဲတောက်ကြတိုက်ဖွားတွေဟာလောကရဲ့အလှအပနဲ့ဇီးစိမ်ကိုခံစားဖို့ရောက်လာသူတွေဖြစ်ပြီးစနေတိုက်ဖွားတွေကတော့ဘဝရဲ့အနှိမ့်အမြင့်ဒုက္ခတွေကိုကြမ်းကြမ်းခံနိုင်တဲ့ဝိညာဉ်ကြံခိုင်မှုအရှိဆုံးသူတွေဖြစ်ပါတယ်တိုက်ဖွားတွေရဲ့အိမ်မက်ဟာတာမန်အိမ်မက်မဟုတ်ပါဘူးဒါဟာအတိတ်နဲ့ပြည့်စုံပန်းကိုဆက်သွယ်ပေးတဲ့တပားတစ်ခုပါရွှေရောင်ဝင်းနေတဲ့စတိပထိုးတွေမြေအောက်နန်းတော်တွေစိမ့်ဆိုနေတဲ့တောနဲ့ချီတွေနဲ့ရေအောက်ကဘာတွေကိုမကြာခဏအိမ်မက်မှတ်တတ်ပါတယ်တခါတလေမှာမွေကြီးတွေကတင့်ကိုစောင့်ရှောက်နေတာဒါမှမဟုတ်ရှေးခေတ်ဝစ်စုံတဲ့ပုဂ္ဂိုလ်တွေကတင့်ကိုလမ်းညွှန်ချက်ပေးတာမျိုးတွေကြုံရပါလိမ့်မယ်ဒါပေမဲ့ဒီထူးခြားချက်တွေနဲ့အတူတိုက်ကြွေးဆိုတဲ့အရာကလည်းပါလာတတ်ပါတယ်စီဝါရီမှာအထွတ်အထိရောက်ခါနီးမှအကြောင်းမဲ့ပျက်စီးသွားတာအချစ်ကြီးမှအလွန်ချစ်ပါရက်နဲ့အကြောင်းအမျိုးမျိုးကြောင့်လွဲချော်ရတာတွေဟာတိုင်နန်းကဆွဲထားတဲ့အနောက်အထွဲပါပဲဒါဟာတင့်ကိုဒုက္ခပေးချင်တာထက်တင့်ရဲ့ဝိညာဉ်ကိုလောကီအာယုံမှာမနစ်မွန်းသွားအောင်တတိပေးနေတာလည်းထင်နိုင်ပါတယ်တိုက်ဖွားတယောက်အောင်မြင်ဖို့ဆိုရင်တာမန်နီးလန်းနေတယ်မရပါဘူးအဓိကတော့ချက်ကတော့သစ္စာပါပဲတင်ဟာနှုတ်ကတိတစ်ခုပေးမိအသက်နဲ့လဲပြီးတည်ရပါမယ်သစ္စာဖောက်ဖျက်တာဟာတိုက်ဖွားတွေအတွက်ကန်စားတာကို6ထရေထိုးစင်းသွားစေပဲအကြောင်းရင်းပါပဲနောက်တစ်ခုကတော့အမျှဝေခြင်းပါမိမိလုပ်သမျှကုသိုလ်တွေကိုမိမိရဲ့တိုက်နန်းအဆောင်လျှောက်တွေနဲ့ဝေမျှပေးပါမေတ္တာတို့ကိုအမြဲရွတ်ဖတ်ပြီးစိတ်ကိုအေးချမ်းအောင်ထားပါသင်ဟာသာသနာပြုဖို့အတွက်လောကထဲကိုရောက်လာတာဖြစ်တဲ့အတွက်မိမိရရှိတဲ့ဥစ္စာဒိဋ္ဌနာတွေကိုအများအကျိုးအတွက်ပြန်လည်အသုံးပြုပါအဲ့ဒီလိုlâmဆောင်တဲ့အခါတိုက်နန်းအဆောင်လျှောက်တွေကသင်ရဲ့ရှေ့ရေးကိုဖယ်ရှားပေးပြီးလမ်းပွင့်အောင်ကူညီပေးပါလိမ့်မယ်တိုက်ခွားဆိုတာကံကြမ္မာရဲ့ရွေးချယ်ခံရသူတွေပါသင်ဘဝမှာကြုံတွေ့နေတဲ့အခက်အခဲမှန်သမျှဟာသင်ရဲ့ဝိညာဉ်ကိုပိုမိုတောက်ပလာအောင်တွေးပေးနေတဲ့ကြောက်စာတိုင်တွေထားပါပဲဒီအချက်တွေထဲကသင်နဲ့ဘယ်နှချက်လောက်တိုက်ဆိုင်နေပါသလဲသင်ရဲ့ထူးခြားတဲ့အတွေ့အကြုံတွေကို comment မှာရေးသားမျှဝေပေးခဲ့ပါဦး
နောက်ထပ်လည်းဒီလိုမျိုးထူးခြားတဲ့ဘေးတဲ့နဲ့စိတ်သက်ခွန်အားထစ်စင်မဲ့အကြောင်းအရာတွေကိုတင်ဆက်ပေးတော့မှာမို့ဆရာရဲ့ဓမ္မရည်မြုံ channel ကို subscribe လုပ်ထားဖို့ထပ်မံတောင်းဆိုချင်ပါတယ်ခင်ဗျာအားလုံးပဲကံကြမ္မာရဲ့အတားအဆီးတွေကိုကြိုလွားပြီးတောက်ပတဲ့ဘဝအတိတ်ကိုပိုင်ဆိုင်နိုင်ကြပါစေကျေးဇူးတင်ပါတယ်ခင်ဗျာ